လူတိုင်းမှာစိတ်နေသဘောထားမြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကကြီးကိုအကျိုးပြုတယ်ဆိုတဲ့နေရာမှာလည်းဒီစိတ်နေသဘောထားပဲစိတ်နေသဘောထားမြင့်မြတ်အောင်ပြင်ဆင်ခြင်းဖြင့်လူဟာမြင့်မြတ်တယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်မြင့်မြတ်သူလို့ခေါ်တာစိတ်ထားမြင့်မြတ်ခြင်းကြောင့်အတွေးအခေါ်တွေမြင့်မြတ်လာအတွေးအခေါ်မြင့်မြတ်လာသည့်အတွက်ကြောင့်အပြောဆိုမြင့်မြတ်အပြောဆိုတွေမြင့်မြတ်လာသည့်အတွက်ကြောင့်လောက်ရတဲ့ဟာမြင့်မြတ်လာတယ်လို့ဒါတွေကအားလုံးဆက်ဆက်ပြီးတော့နေတော့ပေါ့အခုလို့အလုံးသမားဆေးရုံလူမှုဖူလုံရေးဆိုဒီလုပ်ငန်းတွေဟာတကယ်တော့လုပ်ငန်းအနေထားကိုအလွန်မြင့်မြတ်တဲ့လုပ်ငန်းတွေပဲအလွန်မြင့်မြတ်တဲ့လုပ်ငန်းတွေပေါ်မှာမိမိရဲ့စိတ်ဓာတ်မြင့်မြတ်မှုနဲ့ပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်ဒါအလွန်တန်ဖိုးရှိတဲ့အနေအထားတစ်ခုမျိုးရောက်ရှိပြီးတော့သွားနိုင်တယ်တာဝန်အရလောက်တာမဟုတ်ဘဲနဲ့စိတ်ဓာတ်ကိုကဒီစိတ်ဓာတ်မျိုးမွေးမြူပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဒါအမှန်တန်မြင့်မြတ်တဲ့လုပ်ငန်းတစ်ခုပဲအဲ့တော့ဒီလုပ်ငန်းလုပ်ရတာဟာနိုင်ငံတော်အစိုးရချမှတ်ထားလို့လူမှုဖူလုံရေးလုပ်ငန်းကိုလုပ်တယ်အလုပ်သမားတွေစေဝါကုသပြီးတော့ပေးတယ်လို့ဆိုတဲ့နေရာမှန်တယ်စတင်ပြီးတော့ဒီလုပ်ငန်းဝင်လာတာတော့ဆိုရအမှုတန်းအရာတန်းအနေနဲ့ဒီလုပ်ငန်းကိုလုပ်တာဟုတ်တယ်သို့တော့ကိုယ်စိတ်ဓာတ်လေးကိုပြင်လိုက်လို့ရှိရင်ဒါကိုယ်လုပ်ငန်းဖြစ်သွားကိုယ်လုပ်ငန်းဖြစ်သွားကိုယ်လုပ်ငန်းဖြစ်သွားသည့်အတွက်ကြောင့်အလွန်မမြတ်တဲ့အဆင့်တန်းမျိုးကိုရရှိနိုင်တယ်တရားဒီလိုအမျိုးနမူနာပြเสียရှိလားလို့ဆိုနမူနာပြเสียရှိအဲ့ဒါကြောင့်မို့လို့စိတ်ဓာတ်ကိုပြုပြင်ပေးခြင်းအားဖြင့်ကိုယ်တိုင်ဟာမမြတ်တဲ့အလုပ်တစ်ခုမမြတ်တဲ့အနေအထားတစ်ခုရရှိသွားဥပမာတစ်ခုမှာမြတ်စွာဘုရားလက်ထက်တုန်းကပါယတိရာဇင်ညာဆိုတဲ့ဘုရင်တဦးရှိအစပထမသူကကံကံရဲ့အကျိုးတွေကိုမယုံကြည်ဘူးတမလွန်လောကရှိတယ်ဆိုတာလက်မခံနောက်ပိုင်းကျတော့ရှင်ကုမာရကတ္တဝနဲ့တွေ့တော့အမျိုးစုံရှင်းပြတဲ့အခါကံကံရဲ့အကျိုးကိုသူလက်ခံလာတယ်ကံကံရဲ့အကျိုးယုံကြည်လာတယ်တမလွန်လောကဆိုတာရှိတယ်လို့သူလက်ခံလာတယ်ပေါ့အဲဒီလက်ခံယုံကြည်မှုကိုအကြောင်းပြုပြီးတော့သူနေ့စဉ်နဲ့အမျှဒါနကောင်းမှုပြုတယ်အဲ့ဒီခေတ်ကတနေ့ကိုသူကငွေ1000အသုံးပြုပြီးတော့လာသမျှပုဂ္ဂိုလ်တွေမရှိဆင်းရဲသားတွေခရီးသွားတွေအားလုံးအတွက်စားစရာတောက်စရာအစင်းသင်းဖြစ်အောင်လုပ်ပြီးတော့လှူဒန်းတဲ့ဒါနကောင်းမှုတစ်ခုသူလုပ်တယ်ပေါ့ခုခေတ်လို့ဆိုရင်တော့စတုဒီတာကျွေးတာပေါ့နေတိုင်းစတုဒီတာကျွေးတဲ့အလုပ်ကိုလုပ်တယ်သူကတနေ့ကိုပတ်စံ1000ငွေ1000ထုတ်ပြီးတော့ပေးတယ်သို့တော့သူကိုယ်တိုင်မလုပ်ဘူးကိုယ်စားလှယ်တယောက်မန်နေဂျာတယောက်ကိုခန့်ထားတယ်အဲ့ဒီမန်နေဂျာကဒီကျွေးမွေးတယ်ဆိုတာအလွန်မြင့်မြတ်တဲ့အလုပ်ဖြစ်တာမန်နေဂျာကမြင့်မြတ်တဲ့စိတ်ကိုသူကမွေးလိုက်တယ်သူကိုယ်တိုင်ကအလှရှင်မဟုတ်ပေမဲ့လို့အလှရှင်ပုဂ္ဂိုလ်ရဲ့တာဝန်ကိုယူပြီးတော့သူကိုယ်တိုင်အလှရှင်ကဲ့သို့စိတ်သဘောထားပြီးတော့မြင့်မြတ်တဲ့အလုပ်မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့သူလုပ်လိုက်တဲ့အခါကျနောက်ဆုံးပြောကြမယ်ဆိုလို့ရှိရင်အလှရှင်ဖြစ်တဲ့ငွေထုတ်ပြီးတော့ပေးတဲ့ပါယတိရာဇညာဘုရင်ကြီးကသူ့အလှကိုသူကမျက်နှာလွဲခဲပြည့်လုပ်တယ်ပတ်စံပဲပေးတယ်စိတ်ပါလက်ပါလောက်တာမဟုတ်ဘူးအလှရှင်ဆိုပြီးတော့အလှဒါနပွဲကိုလာကြမလာတယ်ဒီလိုနေတယ်ပေါ့ဟိုမန်နေဂျာလုပ်တဲ့ပုဂ္ဂိုလ်ကတာဝန်ယူပြီးတော့ကိုပြီးရင်ပြီးစ조사အထုတ်တယ်အဲ့တော့သူတို့နှစ်ယောက်ဘဝနေကုန်ချုပ်သွားဒ
destination ပေါ့သူတို့ဘယ်ရောက်သွားကြတော့ဆိုဒီအလှကောင်းမှုကြောင့်ပါတိရဇညဘယင်ကြီးကအလှရှင်ကြီးကဘယ်သွားဖြစ်တယ်ဆိုရင်ဗိမာန်အဟောင်းကြီးမှာသွားပြီးတော့တူးတယ်နတ်သားသွားဖြစ်တယ်အချမ်းရံပိဋကမရှိဘူးတူးတယ်သွားဖြစ်တယ်သေရီတကဆိုတဲ့ဗိမာန်သေရီတကဆိုတာကုက္ကိုပင်ကြီးနာကဗိမာန်အဟောင်းကြီးပါဠိစာပေနဲ့ကုက္ကိုပင်ကိုတိရိတလို့ခေါ်တယ်အဲ့ဒီတိရိတဆိုတဲ့ကုက္ကိုပင်ကြီးရဲ့အနီးမှာဖြစ်လို့သေရီတကလို့ဒီလိုနာမည်ခေါ်တာကုက္ကိုပင်နာကဗိမာန်အဟောင်းကြီးမှာတော့ဖြစ်တယ်ဟိုဥတ္တရလို့ခေါ်တဲ့ဒီအလှကိုကြီးကြပ်ပြီးဆောင်ရွက်ပြီးတော့အုပ်ချုပ်ပြီးလူတန်းသွားတဲ့ပုဂ္ဂိုလ်ဟာစိတ်ပါလက်ပါမြင့်မြတ်တဲ့စိတ်ဓာတ်ထားသည့်အတွက်ကြောင့်သူ့အလှကဲ့သို့သဘောထားပြီးတော့သူစ조사အထောက်တော့သူကပဲသွားဖြစ်တယ်ဆိုတာဝရိန္ဒနတ်ပြည်မှာရွှေဘိမှန်ကြီးနဲ့သွားပြီးတော့အချမ်းရံပိဋက1000နဲ့သွားပြီးတော့ဖြစ်တယ်ဟောကြည့်မြင့်မြတ်တဲ့အလုပ်စိတ်အင်အားသွင်းပြီးတော့မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့စိတ်အင်အားသွင်းပြီးတော့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ကြတာသူကုသိုလ်မဟုတ်ပေမဲ့လို့သူကုသိုလ်ကဲ့သို့ဖြစ်သွားပြီးတော့သူကကောင်းမြတ်တဲ့အကျိုးရသွားတယ်ဟောဒါတကယ်မှတ်တမ်းရှိခဲ့တယ်ပြောမယ်ဆိုလို့ရှိရင်တကယ်ဖြစ်ပျက်ခဲ့တဲ့ true story ပေါ့နော် true story လို့ပြောရတကယ်ဖြစ်ပျက်ခဲ့တဲ့ဟာတစ်ခုဒါကြောင့်မို့လို့အရေးကြီးဆုံးကကိုလုပ်တဲ့လုပ်ငန်းပေါ်မှာမြင့်မြတ်တဲ့စိတ်ဓာတ်တွေကိုမွေးပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်ကမြင့်မြတ်သွားတာဘာကြောင့်ပဲလှုပ်တော့ကနော်ဘာကြောင့်ပဲလှုပ်ရာထူးခံထားလို့လှုပ်တာပဲဖြစ်ဖြစ်သို့တော့စိတ်ဓာတ်အနေနဲ့ကကိုကမြင့်မြတ်အောင်နှလုံးထားပြီးတော့လုပ်မယ်ဆိုရင်မြင့်မြတ်တဲ့လုပ်ငန်းကမြင့်မြတ်တဲ့အလုပ်ဖြစ်နေသည့်အတွက်ကြောင့်စိတ်ဓာတ်ကပါဝင်ပြီးပေါင်းစပ်လိုက်မယ်ဆိုရင်တကယ်မြင့်မြတ်တဲ့အလုပ်ဟာဖြစ်သွားတယ်ကိုယ်တိုင်လုပ်ငန်းတစ်ခုဖြစ်သွားတယ်အဲ့တော့စေယုစေကံလူမှုဖလုံရေးဆိုတဲ့ဒီအလုပ်ဟာလုပ်ငန်းကအမြဲတမ်းမြင့်မြတ်တဲ့အလုပ်ပေါ့အဲ့ဒီမြင့်မြတ်တဲ့အလုပ်ပေါ်မှာကိုယ့်ရဲ့စိတ်စေတနာမုံမြတ်တဲ့စိတ်ဓာတ်တွေပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်ဒီအလုပ်ဟာကိုယ့်အလုပ်ဖြစ်သွားတာကိုယ့်အလုပ်ဖြစ်သွားပြီးတော့ကိုယ့်အတွက်မြင့်မြတ်တဲ့လုပ်ငန်းတစ်ခုလောကကြီးဟာကိုယ်ယ်တိုင်အကျိုးပြုခဲ့တဲ့လုပ်ငန်းတစ်ခုဖြစ်သွားတယ်အဲ့ဒီလိုဖြစ်သွားတယ်ဆိုတာဟာဘာမှယုံမှတန်တရားဖြစ်เสียမရှိဘူးဘာဖြစ်လို့တော့ဆိုတော့ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်စိတ်ထဲမှာဖြစ်ထားတယ်အဲ့တော့စိတ်ကောင်းအောင်ပြင်ပြီးတော့လုပ်ရမယ်လို့ဆိုအဲ့တော့လူမြင့်မြတ်ဖို့ဆိုတာစိတ်ဓာတ်မြင့်မြတ်မှလူကမြင့်မြတ်တာတမန်အပြင်လူဆိုတာမြင့်မြတ်တယ်လို့ပြောလို့မရဘူးစိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေကိုမြင့်မြတ်တယ်လို့ခေါ်တာ